အားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်ဆွေရမိထီလာနေပြီးကြိုဆိုလာပါခင်ဗျာကျွန်တော်ဆွေရမိထီလာနေပြီးလူကြီးမင်းတို့ဟိုဒီနေ့မိတ်ဆက်ပေးမယ်ပစ္စည်းလေးရတော့ကျွန်တော်တို့ငွေအများကြီးလည်းမသုံးချင်ဘူးရေမော်တာလေးကိုလည်းလိုချင်တဲ့ကြီးကွိုင်းနဲ့ပြရမယ်ဆိုတဲ့မိတ်ဆွေများအတွက်ကျွန်တော်ဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ရှိမှဒီမာဂါမတ်စိတ်လေး 1DK 15 1DK 20ကျွန်တော်ခေါင်းဝိုင်းလေးတွေရေမော်တာလေးရှိပါမယ်သူ့ရဲ့အဝင်အထွက်ကတော့တလမဝင်တလမထွက်ဖြစ်ပါမယ်ခင်ဗျာဒီကောင်လေးကတော့ 1DK 15 390 watt မာမှုအားလေးဖြစ်ပါတယ်သူ့ရဲ့ရေတင်နိုင်တဲ့ပမာဏကတော့15မီတာကျွန်တော်45ပေဝန်းကျင်ထိတင်နိုင်ပါပဲကျွန်တော်တို့ဒီထွက်နိုင်တဲ့ရေပမာဏကတော့10မိနစ်ကို130လီတာထွက်ပါမယ်ကျွန်တော်တို့ section ကတော့ပုံမှန်တိုင်းပဲ10မီတာစုံနိုင်ပါမယ်ခင်ဗျာကျွန်တော်ဒါဒီကောင်လေးကတော့ 1DK 20အမျိုးအစားဖြစ်ပါမယ်950 watt 3မှတ်မော်တာမျိုးစားလေးပဲဖြစ်ပါမယ်သူ့ရဲ့တင်နိုင်တဲ့ပမာဏကတော့20မီတာပေ60ဝန်းကျင်တင်နိုင်ပါပဲကျွန်တော်တို့ဒီထွက်နိုင်တဲ့ရေပမာဏကတော့10မိနစ်ကို150လီတာထွက်နိုင်ပါမယ် section ကတော့ပုံမှန်ရေမော်တာတွေတိုင်းပဲ10မီတာဝန်းကျင်စုံနိုင်ပါမယ်ဖြစ်ပါမယ်ခင်ဗျာကျွန်တော်ဒီရေတင်မော်တာလေးတွေကိုလူကြီးမင်းတို့စိတ်ဝင်စားလို့စောင့်ကြည့်နေဆိုလို့ရှိရင်ကျွန်တော်ဆွေရမိတ်လာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့399683434339လေးနှစ်တင်ကားလေး28တစ်ချက်တို့ကိုစောင့်ကြည့်ပြီးတော့စုံစမ်းမင်းများဝင်အပိတ်နိုင်ပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ